မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ studio level တတိဝန်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ညနေတက်ကောင်ရမှာလူသူကင်းမဲ့နေတဲ့အဝေးပြေးလမ်းမကြီးတွေပေါ်မှာကားမောင်းရတာဟာတစ်ခါတလေမှာအရန်ကိုအထီးကျန်ကိုကောင်းတော့တစ်ခါတလေမှာတော့အသက်အန္တရာယ်စွန့်ရလာအောင်ထိန်းနှံစရာကောင်းလာပါတယ်လမ်းမီတိုင်တွေရဲ့ဝါချင်းအလင်းအောက်မှာတင့်ကိုတစုံတစ်ယောက်ကစောင့်ကြည့်နေရဆိုရင်ရောဒီနေ့မှာတော့ကျွန်တော်တို့ series level တတိဝမ်ကနေပြီးတော့အဝေးပြေးလမ်းမပေါ်မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ကြောက်ရှမ်းစရာဖြစ်ရမယ့်ဇာတ်လမ်းတို့၄ခုကိုတင်ဆက်ပေးသွားမှာပါဒီဇာတ်လမ်းတွေထဲမှာတရေတစီတွေထက်ဝကြောက်ဖို့ခေါင်းတဲ့လူသားတွေရဲ့ရုပ်မာကောက်ချက်မှုတွေကိုခန်းစားရမှာဖြစ်ပါတယ်ကဲအစင်သက်ဖြစ်ပြီဆိုရင်တော့ဇာတ်လမ်းလေးတွေကိုအတူတူနားဆင်ကြည့်လိုက်ရအောင်ဗျာအခန်းတဲ့ညနေတကောင်ကမဖိတ်ခေါ်ပဲရောက်လာထိုပြက်ကလွန်ခဲ့သောတစ်ပတ်ခန့်မှာပူပူနေနေဖြစ်သွားခဲ့ခြင်းဖြစ်တယ်ကျွန်တော်တို့အလုပ်ကညနေသက်ကောင်အထိအာယုံဆိုင်လောက်ရတဲ့အလုပ်မျိုးဖြစ်တဲ့ဖြစ်ညနေမှာအိတ်တက်တဲ့အချိန်ကကျွန်တော်တို့ရဆွေးမြင်နေကြတယ်ထိုညကလည်းမိုးကတဖွဲဖွဲရွာနေပတ်ဝန်းကျင်တစ်ခုလုံးကလည်းတိတ်ဆိတ်အေးဆက်နေတယ်နိုင်ကိုကြည့်လိုက်တော့မနဲ့နိုင်ထိုးနေဘိုက်ကတကူကူနဲ့စာလောင်မှုကိုအချက်ပေးလာတဲ့အခါမှာစားစရာတစ်ခုဆိုင်ဆုံးဖြတ်လိုက်တယ်ကျွန်တော်အိမ်နဲ့မိနစ်20ခန့်မောင်းရတဲ့မြို့မလမ်းစုံလေးရှိရွှေပြည်စုံ24နိုင်ခွင့်စတိုးဆိုင်လေးစီကိုကားလေးကိုတဖြည်းဖြည်းမောင်းထွက်ခဲ့လမ်းမပေါ်နဲ့ကားတစ်စီးမှမရှိပဲမှောင်မဲပြီးတော့ကြောက်စရာအရန်ကောင်းနေတယ်ဆိုင်ထဲသို့ရောက်တော့အခါလူသူမရှိပဲတိတ်ဆိတ်နေတယ်ကျွန်တော်ကကောင်တာတင်စားစရာတစ်ခုမှယူပြီးနောက်ခန္ဓာဆောင်နေစဉ်ဆိုင်ရဲ့အနောက်ဘက်အဆုံဆုံရှိရေခဲသက်တာတန်းကြီးစီသို့အကြည့်ကရောက်သွားတယ်နေရာတွင်မြင်လိုက်ရသောမြင်ကွင်းကြောင့်ကျွန်တော်တကူလုံးရှင်းခင်းနေဖြစ်သွားပြီးကြောတဲ့အထိစိတ်သက်သွားတယ်အညိုရောင်ဝတ်စုံနွမ်းကြီးကိုဝတ်ထားသောလူတစ်ယောက်ကရေခဲသက်တာရှိတွင်စောက်လောက်ထိုင်နေရှိနေတယ်တစုံတစ်ခုကိုရှာနေသည်မဟုတ်ပဲကျွန်တော်ကိုစိုက်ကြည့်နေတာထိုသူ၏မျက်လုံးများကပုံမှန်လူသားတစ်ယောက်ထက်ပို၍ပြုပြဲနေပြီးမျက်တောင်တစ်ချက်များမခတ်ပဲစိုက်ကြည့်နေပုံမှာတေလူတစ်ယောက်ကဲ့သို့အသက်မဲ့နေတယ်ထူးဆန်းတာကထိုလွှဲနှုတ်ခမ်းတွေကတဆက်ဆက်တုံနေတယ်တစုံတစ်ခုကိုပြောချင်နေတယ်လို့သို့မဟုတ်အသက်ကုံအော်ဟစ်ကြည်လိုမျိုးနဲ့သူ၏ပုံသဏ္ဍာန်မှာလူနဲ့မတူတဲ့ကြောင်မက်ဖွယ်ရတပတ်ကြီးတစ်ကောင်နဲ့ပြင်ဆင်တူနေတော့တယ်ကျွန်တော်လည်းအချိန်ဒီမဟန်မမသိတဲ့ဖြင့်မှားထားသောစားစာများကိုပင်မယူတော့ပဲဆိုင်ထဲကကမှုရှုထူပြေးထွက်လာခဲ့တယ်ကျွန်တော်လည်းကားပေါ်တက်ပြီးဆန်နှုတ်လိုက်တယ်ပြီးတော့မှန်တဲ့ကတဆင်ကြည့်လိုက်တော့ခုနကကျွန်တော်မြင်ခဲ့ရတဲ့ရေခဲတောင်မှာရှိတဲ့အညူရောင်ဝတ်စုံတဲ့လူကြီးကဆိုင်ရှင်းမှရထားတဲ့ထရက်ကားကြီးပေါ်လို့တော်လက်စာတော်သားကြီးကိုကျွန်တော်မြင်လိုက်ရတယ်။ဒါပေမဲ့ကျွန်တော်လည်းအိမ်ပြန်လမ်းကိုအချိန်ပြည့်မောင်းခဲ့တော့တယ်။ထွတ်ထွက်ကကြီးကကျွန်တော်နောက်ကိုကပ်ပါလာတယ်။တိုင်များကင်းဝေးပြီးမောင်မဲနေသောလမ်းပိုင်းရောက်မှာထရက်ကားကြီးကမိကြီးများကိုတစ်ဖြက်ဖြက်နဲ့ထိုးကကျွန်တော်ကိုင်နောက်ပိုင်းကိုအချိန်ပြင်းစွာနဲ့တိုက်ဖြတ်ကြိုးစားလာ။လမ်းမပေါ်မှာကားနှစ်စီးအင်ဂျင်တန်များကဟိတ်ထွက်နေတယ်။ကျွန်တော်နှလုံးစုံကလည်းစီကျက်မှန်မှန်တော့ပဲလက်ပြားစီများကအေးဆက်လာတယ်။ထိုချိန်မှာကျွန်တော်ကအကြံတစ်ခုရတာကbreak ကိုရုတ်တရက်အကုန်နင်းချလိုက်တယ်။အချိန်ပြင်းစွာလိုက်လာတဲ့ခုနက truck ကားကြီးကမထိန်နိုင်တော့ပဲကျွန်တော်ကားကိုကြော်တက်ပြီးတော့လမ်းဘေးကလွယ်ဝင်းထဲကိုနှက်ထွက်သွားတယ်။ထိုချိန်မှာကျွန်တော်လည်းအသက်ကိုဝဝရှူနိုင်ပြီးကားကိုအိမ်ရှိရတော့မရမကငေါင်းပြေးလာခဲ့ရတယ်။ထိုညကတွေ့ရခဲ့ရတဲ့ပြူးကျဲနေတဲ့မျက်လုံးပိုင်ရှင်ကလူလားသို့မဟုတ်အဝေးပြေးလမ်းမပေါ်မှာဗတ်ကြီးတစ်ကောင်လားဆိုတာတော့ကျွန်တော်ဒီနေ့ဒီတွေ့တော်ရင်ကြောက်ချမ်းနေစားဖြစ်နေတာပေါ့ဗျာ။အခန်းနဲ့လမ်းဘေးကမိမပြတ်နဲ့တူပြတ်ဆရာထောင်ချောက်ဒါကတော့လွန်ခဲ့တဲ့2နှစ်လောက်ကကျွန်တော်တကယ်ရင်တယောက်ကုန်ကားမောင်းတဲ့ကိုထက်ရဲ့အတွေ့အကြုံကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်။သူကမြန်မာပြည်အထက်ပိုင်းကိုကုန်ပစ္စည်းတွေပို့ဆောင်နေတဲ့လူတညတော့ဒီညနေတကောင်ရဲ့အချိန်မှာပေါ့နော်စကိုင်းမုတ်ရွာလမ်းမပိုင်းတစ်ခုမှာသူတောင်ကုန်းနေချာကလူသူကင်းမဲ့လမ်းမကိုသူရောက်နေဖြစ်ချင်တော့အဲ့ဒီညကလည်းမိုးရအရန်ရွာနေလမ်းနေမှာဆိုလဲဓာတ်မီတိုင်လုံးဝမရှိကားရဲ့ရှေ့မီကလည်းလွယ်ဘာမှမမြင်အောင်အဲ့ဒီလိုမှောင်နေတဲ့အချိန်မှာလမ်းဘေးမှာအမျိုးသမီးတစ်ယောက်ကကားပြက်နေဟန်ဆောင်ပြီးလက်ပြနေတာကိုသူတွေးလိုက်ရတယ်ကိုထက်ကတနာစိတ်နဲ့ကားကိုဘေးကပ်ရလိုက်တယ်ခုနကကားတိုက်တဲ့အဲ့ဒီမိန်းမကကားတကားကိုချက်ချင်းပွင့်ပြီးဝင်လာဖို့ကြိုးစားတယ်အဲ့ဒီချိန်မှာပဲကိုထက်ကသူခံစားနေရတာကတခုခုတော့လွဲနေပြီသူခံစားလိုက်ရတယ်ခုနကမိန်းမကကူညီဖို့တောင်းဆိုတာမဟုတ်ပဲငါ့ကိုဒီကနေခေါ်သွားအခုချက်ချင်းဆိုတဲ့ပုံစံမျိုးပေါ့အဲ့လိုအမိတ်ပင်လို့ပြောပြီးကားတကားကိုအတွင်းဆွဲဖွင့်တယ်အဲ့ဒီနောက်မှာပူချောင်းမှုကောင်းတာတွေကဖြစ်လာတယ်လမ်းဘေးပေါင်မဲနေတဲ့ဒီမောင်မင်းနေနေရတဲ့အမျိုးသားတစ်ယောက်ကပြေးထွက်လာကားနောက်ဘိန်းသားကိုရောက်လာနောက်ထပ်အမျိုးသားတစ်ယောက်ကလည်းကားရှိကနေပိတ်ရက်လိုက်
ဒါဟာကားပြတ်တာမဟုတ်ပဲဓမြတိုက်ဖို့ဒါမှမဟုတ်ပြန်ပေးဆွဲတာကြံစီထားတဲ့ထောင်ချောက်ဆိုတာကိုထက်သဘောပေါက်တယ်ခုနကမိမကားလေးဝင်လာပြီးသူ့လက်အိတ်တွေကတခုခုကိုချက်ရှင်နိုင်ဖို့ကြိုးစားတယ်ကိုထက်ကလည်းမဆိုင်မတော့ပဲသူ့ဆောင်ထားတဲ့ Glock 43တနက်ကိုထုတ်ပြီးသူ့မရဲ့ခေါင်းသားကိုချိန်လိုက်တယ်မလှုပ်နဲ့ဘာမှမလှုပ်နဲ့တနက်ကိုမြင်လိုက်တော့အမျိုးသမီးကမျက်နှာသက်ပြတ်သွားပြီးအံ့ဩတဲ့လူမျိုးကြောက်တဲ့လူမျိုးငြိမ်ကြသွားတယ်ကိုထက်ကကားကိုအတင်းမောင်းထွက်ပြီးတော့နောက်ဆုံးမှာအဲ့ဒီမျိုးဝင်ကလက်စီဆိုင်တစ်ခုနာမှာအဲ့ဒီခုနကမိန်းမကိုကားပေါ်နေဆင်းခိုင်းလိုက်တယ်အဲ့ဒီမိန်းမဆင်းသွားပြီးတဲ့နောက်မှာကားခုမို့ငုံကြည့်လိုက်တော့သူမကြံခဲ့တဲ့အိတ်ထဲမှာစစ်ကြိုအထုပ်ကြီးတစ်ထုံနဲ့ဖုံးဘက်ထရီဟောင်းတစ်ခုကိုတွေ့လိုက်ရစစ်ကြိုတွေကလူတွေချီနှောင်ဖို့အတွက်ဆိုတာထင်ရှားနေတယ်အဲ့ဒီညကသာကိုထက်မှာတနတ်မပါခဲ့ရင်ဒါမှမဟုတ်သူတတိမရှိခဲ့ဘူးဆိုရင်ဘာဖြစ်ကုန်လဲဆိုတာတွေးကြည့်ရုံနဲ့ဒီဘုံလုံးချက်သိမ်းပြီးထားမိပါတယ်တကယ်လို့ဒီထဲမှာဒီကျွန်တော်ရဲ့ channel လေးကိုကြည့်နေတဲ့ video လေးကိုကြည့်နေတဲ့ပရိသတ်တွေထဲမှာလည်းကားသမားတွေပါမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်တခါလေကြရင်ကိုသွားတဲ့လမ်းမှာတရေနန္ဒာပါဝါတွေကားတားနေတာလားဒါမှမဟုတ်ဘူးကိုဓမြတိုင်းကိုလှုပ်ချံမှုတားနေလားဆိုတာကိုကတတိပြုမှတ်သားထားရမှာဖြစ်ပါတယ်တခါကျရင်လမ်းတော်လမ်းလာအားလုံးကိုကားသမားတွေကိုဗီယူဆိုင်စေချင်ပါတယ်အခန်း3ညနေရံကဓာတ်စီဆိုင်အိမ်သာတွင်ဝင်ကြီးဒါကတော့လွန်ခဲ့တဲ့3နှစ်ကကျွန်တော်တငယ်ချင်းစုံတွေမောင်စော်နဲ့မဆုတို့ရဲ့ကြောက်ရှမ်းစရာဖြစ်ရတဲ့ခုပါသူတို့နှစ်ယောက်ဟာမြန်မာပြည်အထက်ပိုင်းကိုခရီးသွားရင်မန္တလေးလာရှိုးလန်းအပိုင်းကလူသူကင်းမဲ့တဲ့ဒီမှောင်နေတဲ့ဓာတ်စီဆိုင်တစ်ခုမှာကားရနာခဲ့ကြချိန်ကညသကောင်ကြုံနေပြီမဆုကအိမ်သာသွားချင်လို့ဆိုပြီးတော့ဆိုင်နောက်ဘက်ကညက်ဖက်ပြီးမှောင်နေတဲ့အိမ်သာတွေကိုဝင်သွားခဲ့တယ်အိမ်သားတွေရောက်တော့ထူးဆန်းတဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရ။နွေရာသီရဲ့အခုချိန်ကပြည့်ထက်နေပေမဲ့အဲ့ဒီအမျိုးသမီးကစောင်းရသည်မှာဝတ်တယ်လို့မျိုးအင်ကြီးအထူကြီးကိုဝတ်ထားပြီးစပင်တွေကဖယုတ်ဖရဲနဲ့ရုပ်ဖြက်စင်ပြဖြစ်နေတယ်။ဟိုချက်ဖို့ကောင်းတာကအဲ့ဒီအမျိုးသမီးဟာအိမ်သားတွေကနေထွက်သွားဟန်ဆောင်ပြီးအပြင်မထွက်ပဲမှောင်ရိပ်ထဲမှာပုံနေတယ်။မဆုကနှိမ့်ချင်တဲ့တိုင်တွေ့လိုက်ရတာပဲ။ဒါပေမဲ့မဆုကသူ့ကိုကြည့်လိုက်တဲ့အခါမှာသူကမဆုကိုစိုက်ကြည့်နေတယ်။ဘာမှလည်းပြန်မပြောဘူးမဆုတို့ကိုယ်လုံးကကြောက်ရတဲ့ကြားနဲ့ခြေပြားလက်ပြားတွေကအေးဆက်နေတယ်။မဆုကကြောက်နဲ့အိမ်သားတွေကအတင်းထွက်ပြေးလာပြီးကားတွေကိုပြေးလာခဲ့တယ်။ဒါပေမဲ့ဆိုင်ပြင်ဖက်မှောင်ရိပ်ထဲမှာအဲ့ဒီအမျိုးသမီးကမဆုကိုစောင့်နေတယ်။သူမလက်ထဲမှာတစ်ဖက်ဖြန့်နဲ့ပြောင်လက်နေတဲ့ဓာတ်တစ်ချောင်းတွန့်မဟုတ်တမြောင်တစ်ချောင်းကိုကင်ဆောင်ထားပြီးတိုက်ခိုက်ဖို့အသင့်ပြင်နေတာကိုမဆုကမြင်လိုက်ရတယ်။မဆုကကန်ကောက်ထောက်မှစွာနဲ့ပဲကားစီကိုအမြန်ပြေးဝင်ပြီးတကားတွေကိုအထဲထဲကနေလော့ချလိုက်တယ်။မောင်စောကလည်းကားကိုအရှင်ပြင်းပြင်းနဲ့အဲ့ဒီနေရာကနေမောင်းပြေးလာခဲ့။နောက်ကိုလှည့်ကြည့်လိုက်တော့အဲ့ဒီအမျိုးသမီးကဓာတ်ကိုကင်ပြီးသူတို့နှစ်ယောက်ကိုကားနောက်ကနေစိုက်ကြည့်နေစေဖြစ်ပါတော့။တကယ်တော့တခါတည်းကြရင်ကျွန်တော်တို့လမ်းသွားလမ်းလာတဲ့အခါမှာလူသူပြက်တဲ့စားတောက်ဆိုင်တွေလူသူပြက်တဲ့နေရာတွေမှာတတိထားသင့်ပါတယ်။တခါကျရင်နန္နာဘာဝတွေလည်းရှိနိုင်တယ်မျိုးကိုယ့်ကိုဒုက္ခပေးနေတဲ့လူတွေလည်းရှိနိုင်ပါတယ်။တခါလေကျရင်ကိုကတတိဝရိယနဲ့ညဘက်သွားလာရင်အားလုံးကိုတတိဝရိယနဲ့နေစင်ချင်ပါတယ်။ယူဆိုင်စေချင်ပါတယ်။အလေကားနောက်ဘုံကတက်စီလောက်ပါရများ။ဒါကတော့2020ပြည့်နှစ်လောက်ကကျွန်တော်တို့ရင်တယောက်ကုံကားကားမောင်းနဲ့ကိုမင်းရဲ့ဖြစ်ရမှန်တစ်ခုဖြစ်ပါတယ်။သူကညတကောင်ရဲ့အချိန်ရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်မှာကုန်ပစ္စည်းတွေကိုပို့ဆောင်နေတဲ့ကားမောင်းမှာတယောက်လူတို့ကင်းမဲ့ပြီးမှောင်မဲနေတဲ့နားနေစကန်တစ်ခုမှခဏရက်ပြီးသူကကော်ဖီတောက်လိုက်တယ်။နားနေစကန်ကနေပြန်ထွက်လာပြီးကားကိုအချိန်နဲ့မောင်းနေစင်မှာပဲသူ့နောက်ကနေအပြူရောင်ဗန်ကားတစ်စီးကထောက်လျှောက်ကပ်ပါလာဗန်ကားမောင်းသူကကားမီးတွေကိုတစ်ဖက်ဖက်ထိုးပြီးကိုမင်းကိုလမ်းပြရက်ခိုင်းတယ်။ဗန်ကားမောင်းသူကသူတို့ရဲ့ကားနဲ့နောက်ခံမှာတခုခုဖြစ်နေလိုမျိုးကိုအချက်ပြပြီးကားရဲ့နောက်မှာတခုခုဖြစ်နေဆိုတဲ့ပုံစံမျိုးနဲ့ချင်းချောက်နေတယ်။ကတတိရှိရဲ့လူမို့လို့ကားကိုမရက်ပဲပို့ပြီးတော့အရှင်မြင့်မောင်းနေလိုက်တယ်။ကံကောင်းထောက်မစွာနဲ့ပင်ရှိမှလူစီကားတဲ့ဓာတ်စီဆိုင်တစ်ဆိုင်ကိုတွေ့လိုက်ရတယ်။အဲ့ချိန်မှာကိုမင်းကဓာတ်စီဆိုင်တွေကိုကားမောင်းဝင်သွားခဲ့။ဓာတ်စီဆိုင်မှာရက်နေတဲ့အခြားထွက်ကမောင်းသူတို့ရဲ့အကူအညီနဲ့သူတို့ကဗန်ကားကိုချင်းချောက်ပြီးမောင်းထုတ်နိုင်ခဲ့။နောက်ပိုင်းမှာကိုမင်းကသူ့ကားနောက်ဘုံကိုတန်တရားနဲ့စစ်ဆေးလိုက်တဲ့အခါမှာတော့သူ့တကူလုံးကသိပြက်စရာဖြစ်သွားပါတော့။ကားနောက်ဘုံမှာတစုံတစ်ယောက်ကလက်နဲ့အတွင်းဆက်ဖွင့်ဖို့ကြိုးစားတာကိုတွေ့လိုက်ရတဲ့အခါမှာသူလန့်ပြသွားပါတယ်။ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီကားနောက်ဘုံမှာအညစ်အကြေးတွေနဲ့ဒီလက်ဝါးရကြီးကိုသူတွေ့လိုက်ရတယ်။ဆိုလိုတာကသူကားမောင်းနေတဲ့အချိန်မှာအနောက်ကအဖြူအောင်ဗန်ကားပေါ်ကလူတွေကသူ့ကားတွေကိုခိုးဝင်ဖို့ကြိုးစားနေတာပဲဖြစ်ပါတယ်။ဒါဟာအသက်အန္တရာယ်ကနေတိတိလေးလွတ်ခဲ့ရတဲ့အတွေ့အကြုံပါပဲ။
ဒီဗီဒီယိုကိုကြည့်နေတဲ့လူတွေမှာလည်းကားမောင်းတဲ့လူတွေပါလိမ့်မယ်လို့ကျွန်တော်ကမျှော်လင့်ပါတယ်။ဒါကြောင့်မို့လို့ကျွန်တော်တို့ရန်ကုန်မန္တလေးအဝေးပြေးလမ်းမကြီးကိုသွားတဲ့အချိန်မှာတတိပရိယနဲ့သွားလာဖို့လိုအပ်ပါတယ်။တစ်ခါလေကြာရင်နန္ဒဘာဝတွေကကိုယ့်ကိုဒုက္ခပေးနိုင်တယ်လို့တစ်ခါတွေကလည်းလူသားတွေကလည်းကိုယ့်ကိုဒုက္ခပေးနိုင်ပါတယ်။ဒါကြောင့်မို့လို့ရန်ကုန်မန္တလေးအဝေးပြေးလမ်းမကြီးကိုကျင်းတဲ့တကောင်ရံမှာကားမောင်းတဲ့အချိန်မှာတယောက်တည်းသွားရဲဆိုရင်တတိပရိယနဲ့သွားလာဖို့ကျွန်တော်အကြံပေးခြင်းပါ။ကဲအခုတင်ဆက်ပေးခဲ့တာတွေကတော့အဝေးပြေးလမ်းမကြီးနေမောင်ရိပ်ထဲမှာတကယ်ပဲကြုံတွေ့ခဲ့ရတယ်။ထိတ်လန့်စရာဖြစ်ရမယ်ပဲဖြစ်ပါတယ်။ဒီဇက်လန်တွေထဲမှာပရိသတ်ကြီးကိုအကြောက်ဆုံးဖြစ်စေခဲ့တာကဘေဇက်လန်တွေဆိုတာကိုကောမန့်မှာဝင်ရောက်ပြီးဆွေးနွေးခဲ့ပြီးကြပါဘူး။အခုလိုမျိုးကြောက်ရှင်းစရာကောင်းတဲ့ဇက်လန်တွေကိုအမြင်အားဆင်ဖို့ကျွန်တော်တို့ရဲ့ Studio Level 31 Channel ကို Subscribe လုပ်ထားဖို့မမေ့နဲ့ဘူး။အခုလိုအချိန်ပေးပြီးနားဆင်ပေးတာအတွက်လည်းအထူးပဲကျေးဇူးတင်ပါတယ်။နောက်ထပ်ဇက်လန်အသစ်မှပြန်ပြီးကြမယ်အားလုံးပဲပေးခင်ကြပါစေခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။